နိုင်ငံခြားမှာလုံးလုံးမဲ့သူတွေကကိုမချစ်တတ်တဲ့သူတို့နိုင်ငံခြားထွက်ပြီးလုံးမလုပ်ပါနဲ့အဲ့တော့ဝေလန်းပြုတ်ကြရဲဆိုတာမဟုတ်ဘူးပေါ့နော်သူကကိုတိုင်းခုံချတာပေါ့နော်သူတို့အိမ်ကိုလည်းစားပို့တယ်ဆိုတော့အဲ့တော့ကလေးတွေကိုမြန်မာနိုင်ငံကမိသားစုတွေမြန်မာနိုင်ငံကရေးစားတဲ့အိမ်အောင်ဘတ်တွေစိတ်တော်ကတွေမပေးပါနဲ့သူများနိုင်ငံမှာအလုပ်လုပ်ရတာမလွယ်ဘူးတချို့ကရောင်းစားခံရတာရှိတယ်တချို့ကအိမ်တွင်းအကျန်းပတ်ပြီးတော့အိမ်ထဲမှာမစားမဲတောက်မဲတွေရှိတယ်အဲ့ဒီတဲကမှလာစားတော့မှလာကုန်ရင်တမ်းမရဘူးအဲ့ဒီချိန်မှာတို့ကပတ်စံတောင်းတယ်သားသမီးတွေရှိရစင်ကာပူနိုင်ငံမှာ4 5 6နှစ်10နှစ်နေသွားပြီလက်ထက်မြတပြားမှမရှိတဲ့လူတွေအများကြီးထိုင်းကကောင်မလေးတွေတင်ထားတဲ့အိမ်ကပတ်စံတွေတောင်းတာထိုင်းမှာလည်းစမပြေကြဘူးကဲဂျပန်နောက်ဆုံးကိုရီးယားနောက်ဆုံးယောဂပေါင်း3,600နဲ့ဖြစ်နေတဲ့သူတွေနေမကောင်းဘူးပတ်စံခုရတာမြန်မာနိုင်ငံကနေထိုင်ရတာအကောင်းဆုံးတော့ပတ်စံရှားတာအလွယ်ဆုံးသူများနိုင်ငံမှာရေတောက်ဖို့တော့မလွယ်ဘူးအဲ့အတွက်ကြောင့်ကလေးတွေကိုစိတ်ခွန်အားပေးပါလက်ကုံလာနဲ့ပတ်စံပဲဖုန်းဆက်ပြီးမတောင်းပါနဲ့နော်အဲ့တော့ overseas ထွက်ပြီးလှုပ်တဲ့လူတွေကလည်းကိုစိတ်တအားမွန်းကျက်လာလို့ရှိရင်အိမ်နဲ့အကုန်လုံးဆက်သွယ်ဖြတ်လိုက်ပါအဲ့ဒါမှသူတို့နားလည်မှာ